ဒီမှာ five star channel ဆိုရင်ကိုပွေးကြည့်လိုက်ပါဖုန်းနဲ့နှလုံးကိုင်းတာ TV မှာကြည့်မလားအကြံရလွမ်းကန်းအားလုံးကြည့်ရမှာမောင်ပြပန်းပြဆိတ်ရွှေလက်စိတ်အားလုံးကြည့်ကြသလားဖုန်းလေးရှင်းမှာထားပိုတတမီစိတ်နဲ့နမအားမင်းတို့ရှင်းမှာက five star five starမိမရေသမီးစားမယ်ဟောအေးနေပါလုံးလန်တလွဲအေးသမင်းစားမယ်လေသမင်းစားမယ်လို့စားလေအေးလေသမင်းစားမယ်လို့စားလို့အော်ငါဒီသမင်းပဲစားလို့ရမလားလို့အမသမင်းလေသမင်းဆိုလို့သမင်းယူလာတာပေါ့ဟောဒီသမင်းကိုငါဒီတိုင်းနဲ့ငါစားလို့ရမလားအိမ်မှာဘာရှိလဲအိမ်မှာဘာရှိလဲအဲ့တော့ပြောပါလားအဲ့တော့တော်တော်ပြောပါလားမိမရေသမင်းနဲ့ငပိတို့ဆိုငါအဲ့လိုတဲ့ပြောလို့မလိုဘူးလေနင်သမင်းစားမဆိုရင်အိမ်မှာရှိတယ်နင်ချပေးရမှာပေါ့အဲ့လိုတဲ့မပြောလဲငပိရဲ့သမင်းနဲ့ခါရဲစားမယ်လို့ပြောပါလားလူကြားတယ်နားလေလားဟမ်အင်းတော်ရငါ့ကို possible လာလုံငါလိုက်လုံတော့သေအောင်မယ်မကျောင်းမြဘလူလာပြောနေတယ်မသိဟာမြန်လာဟာငါလှုပ်သွားအောင်မယ်ဒါပါဒီလို့ဟာစင်းရပါလေကွာမငါပြီဟမ်စစ်ပါတယ်တို့စီဟေးဟောဟောဒီဘက်လားဒီပြီးငုံမျိုးပဲနေရမရဖြစ်ထားတော့ကောက်မနေနဲ့တော့စင်းရကိုကောင်းလိုက်တာသမီးစားအောင်ကွာသမီးပဲယူလာဘလို့တုံးမှမသိဘူးဒီမိမတယောက်လို့ငါဝွေကျွေးကြည့်လို့ညို့ငါရတာဟုတ်လားနော်ခင်ဗျားပဲပြောရရှိတယ်ဒုက္ခမင်းမပြောအော်မတော်ရည်စားနေရဆိုတော့နင်းနေတာကြည့်ရတာတော့သမီးကပြီးဆုံးလေးအဲ့လိုကျွတ်မှငါသမီးသားမိန်မာပေါ့တော့ရောက်လာတဲ့ဆူပဲဆူနေတာဆူတော့မဟုတ်ဘူးလေပြောပြနေတာလေမိမရဲ့မမရအောင်ကိုမိမအလိမ်မမိအောင်အညာမမိအောင်ပြောမဲ့တော်ဝင်ငါတော်ဝင်လေမကြည့်လို့ချင်းနင့်မသရာရီဆိုင်ငါထိုင်စားနေရသမီးမမိန်တာဆိုတာတကယ်ပါဘာလို့ရလဲမလူဆိုတာသိပြီတော့မတုံးနေမနော်တုံးတော့ချင်းနုံတော့လို့ချင်းထုံသွားလို့ချင်းဘာမှသုံးစားလို့ရမှာမဟုတ်ဘူးနားလေလားနော်ဘယ်မှာသိအောင်မပြောမနဲ့သိရမယ်လေဒီဘာပဲအခုစောက်ပြောနေရနေရေ对了，爸妈没有的。我来洗，我洗。哦，那谁耶？这是我老么了？我洗呗。哦，那来什么？你嘞？爷是吧？哦，少爷，
သားတွေကတောက်ရည်ဆိုတောက်ရည်လို့ပြောလက်ဆေးဆိုလက်ဆေးလို့ပြောလေရေဆိုတော့မှရေရှိရဲ့ ငါပုံစံနဲ့ကြည့်ငါသမင်းနေနေတယ်လို့ သားရရှိရှိလေးလေးကိုပြော အော်ငါ ဖေးပဲပြောပြီးတော့ ငါလို့ငါပဲခံမှာမဟုတ်လို့ငါလေးငါမင်းမလား ဘာလဲဆုတ်ဖောက်နေလို့ လာလို့မင်းလားမင်းလားရပြိုးရှင်သားဟာနင်းရလေ ပြလိုက်စုနေရအောင် ဆူတာမဟုတ်ဘူးဘယ်မှာကွာရှစ်လို့ပြောပြနေတာဘောပေါက်လားမျက်နှာပြုံးကျင်တာပြုံးမလို့လားဩပြုံးမှဆိုမှနှခမ်းကြီးကစူထောနေတာပဲဒုက္ခပါပဲယူဆိုင်နော်ယောက်ျားကဒီမှာဆိုရင်မအလုတ်လုပ်နေရတာကိုင်းမကိုနော်အလိန်လည်းမခံမိစေရအောင်အညာလည်းမခံနိုင်ဘူးသိရမလားဒီလိုရိုးသွားတော့မင်းကငါကန်ကောင်းတယ်မိမရိုးသားလို့ယောက်ျားဒီမှာစီဝါရှာရလားစိတ်ချလိုက်ကြကြည့်ရတယ်တချို့မိမလို့ဆိုရင်မရိုးသားဘူးသိရမလားဟိုရှေ့သွားလို့ရှိရင်နောက်ကျောင်းမလုံဘူးလေသိရမလားအဲ့ဒီခုလေးကြောင့်နင်းကလေငါတီးကြီးကမင်းငါပေါင်းနေတာကိုယ့်ကိုဘဝင်မမြင့်နဲ့တလားကျန်တဲ့နေဘာမှသုံးစားလို့မရဘူးတလားသွားမလို့ပါဘူးဟာမင်းမင်းကပြရတယ်မင်းလည်းသားကြီးမကြည့်တော့ဘူးနော်တော်ပြီလာတော့လုပ်ချင်ရဒီနေ့ကျမှလာလောက်ကြအေးရကလက်တော့မမလေးအကုန်ပြောနေရတယ်လက်တော့မမ ကိုဟာနဲ့ကိုတုတ်လိုက်ပါလား ငါတင်လို့တင်သားပြင်အဲ့လိုအပြောခံမှငါသိနေတယ်လို့စိုးဦးကျငါတုတ်လဲငါ့ကိုရှေ့ဦးတော့ပြောမိတယ် ဒါတွေကခါရလား သိနေတော့နော်ပြင်ရတုတ်ပြီးကဲငါလိုသွားမယ်တို့ပြည့်စင် သိမ့်လိုက်အောင်မယ် ဒါအောင်မသိမ့်မှလည်းဟိုအရင်တော့လို့တော့နင့်ဒါဘယ်ချိန်သိမ့်ရတယ်ဒါသုံး အခုဘာပြင်ဆင်ပေးရမှာ ငါအလုပ်သွားတော့မယ်ငါအလုပ်မလွေးသွားယူလိုက် လဲလွေးပဲလား ငါနဲ့အလုပ်နဲ့ပတ်သက်တာလေငါအိုးဒီဟာဘယ်ချိန်သိမ့်နေရတယ်လေဘယ်မှမပြေပါဘူးအလုပ်နောက်ကြပါလေဆိုမှပဲဟိုဒီမနေတော့နင်းတော့နေနေကွာကဲလာမမြတ်လား ရှင်းခမောက်ကို ပြီးနှစ်ခုလုံးငါကောက်ပေါက်လိုက်တော့မယ်နော်နင်း တီးဦးလေလွဲပဲလို့ပြောတာကို ဘေးဘဝညာကြည့်လို့ချင်းမသိရင်ငါနဲ့ကိုနိုင်တဲ့စင်းနဲ့လုံနေသလိုနင်းစောက်တော့မကြတာဘယ်သူမှမသိဘူးသလား တိတိကျကျလည်းမပြော နော်မေးအော်တာပဲလူသိတယ်ကနန်းညက်တာလူမသိဘူးနင်းအိုင်နာပိတ်တော့လည်းငါဘယ်လိုထွက်မလဲလို့အဲ့ဟိုစစ်စစ်ရပါလေကွာသွားမယ်နော် ကြောက်လမ်းဆက်အောင်ပါ တည်တယ်လူချင်းလေးခေါ်ရအောင်တည်တယ်ကျွန်တော်ကြားလိုက်တယ် ဟယ်လိုယောက်ျား မိမပြော ကျမလေဖះဆုတော့မစွန့်တက်လို့အဲ့ဒါဘလို့ဆုရမလဲဆိုတာရှင်းလှမ်းပြီးတော့ဖုံးနဲ့လှမ်းဆုမေးစမ်းပါ ဟိုဒီလိုပါလာမိမရဲ့ဒုက္ခပါပဲဖယားပြောလို့ဒီမစွန့်ကြဘူးလား မစွန့်တက်လို့လေ ဒုက္ခပဲဘာမှကြောနေတယ်မလို့ဖယားဟိုတော့တင်ချဆောပါဖယားလို့ဆိုကြတာဆောလိုက်တော့ဘယ်လိုပြောပြနေရလားဟာဒုက္ခပါပဲ ပြငါပြောရတယ် ဒီနေ့မှလေက ဒီနေ့မှလေကရေချိုးရင်လည်းပြချိုးကြလား ဟုတ်ယောက်ျားဟုတ်အိုး ရေချိုးရင်ပြချိုးဘာမှမလောလောကိုဒီကလောက်ကိုစဉ်းစားပြီးတော့နေလုံးလို့ဟာလား ကျမစဉ်းစားပြီးလောက်ပါမယ်ပြီးတော့လေဟိုကျမမသိရမေးချင်လို့ကျမသမင်းလို့စီဘူးဟာနှလုံးကိုလေအဲ့ဒါဘလို့ချက်ကမှမသိဘူးပေါင်းတဲ့ဟာကျမမချက်တတ်ဘူးလို့ အော်ဒီလောက်သုံးအားလည်းမိမကွာငါသိနေပါလေဘလို့ကတော့မပြောက်ဘူးဟာဒီမှာငါလောက်တန်းလိုက်နေငါပြောနေတယ်လေငါပြောပြရမယ်မှတ်တာနော် နော် နော်စံနဘူး ဆန်နဘူး စံနဘူးလူကြီးဘူးနဲ့ရေသုံးဘူးထဲကရပြီအားပဲမှတ်တာနော် ဆန်နဘူးကိုနိုးစီဘူးနဲ့ရေသုံးဘူးဆိုရပြီနော် အေးအဲ့ဒါရပြီကျေးဇူးတင်တယ်ယောက်ျားရေကပ်ပါတယ်ဖေကပ်ပါတယ်
ဟုတ်စွန့်ပါတယ်ဗျာစွန့်ပါတယ်လုတ်တက်ပါဘူးဆိုနေမှ မင်းမညနေပကြီးရေချိုးနေရလားဟာဒုက္ခပါပဲဖျားကုန်တော့မှာပေါ့လို့ ကျမချိုးတာတော့ကြာပြီ ဟမ်ဘယ်ချင်းတည်းချိုးတာ ရှင်းနေလေသွန်းသွန်းနေရလေ အဲ့လေ အဲ့ခုချိန်ကြီးချိုးနေတာ ဟာမှုလေမင်းကားစီဖုံးဆက်တူကမနက်ပိုင်းပဲရှိသေးတယ်လေ ဟုတ်တယ်လေ အဲ့ချင်းနေကနင်းရေချိုးနေတာဟာ ရှင်းမမှားထားရလေဒီချိုးရင်ဖြည်းဖြည်းလေးနေနေလေးချိုးဆို မလေးကွာပြောစကားလည်းတသိမ့်မနေမဟုတ်တာကျွန်တော်အကုန်နားထောင်နေဟုတ်တာတွေဘာမှမသိဘူးသေသွားမှာပေါ့အဲ့ဒီချင်းဒီချင်းရေချိုးလို့မပြီးသေးဘူးလား ကျမဆက်ပြတော့မတက်ရသေး မတိုက်နဲ့တော့သေလိုက်မယ်တော့မတိုက်နဲ့တော့မထဲလိုက်တော့ထဲလိုက်တော့တော့နော်ကောင်းကွာငါစီစီလေးပြောလမအဲ့ရဝစားမြန်မြန်ဝုတ်ခဲ့သမင်းယူလာတော့သမင်းစားမယ်သွားမြန်မြန်သွားဩဒုက္ခအေးစက်အမစားဘူးလေကြာပြီးတော့မြန်မြန်သွားအခုချင်းတကောလုံးမစော်သေးဘူးမနက်ထဲကချိုးလိုက်တဲ့ရေဘလို့မိမလည်းငါညားလီရလည်းမသိပါဘူးကွာဝကျွေးကြည့်ပါလေခင်ဗျားယူခဲ့မိမရေမြန်မြန်လာဟာအေးမြန်မြန်လာ ဟုတ်ကြရဲ့ ဟေး ဒီမှာရေအကြာကြီးချိုးလို့လားမသိဘူးကိုလည်းတက်ကြိုက်ခဲဘူးဖျားချင်လို့ပါဖြစ်နေ ဖြစ်မှာပေါ့မဖြစ်ခံနိုင်မလားလို့မနက်တည်းကချိုးလာလေကြီးအခုမှနေပြီးတာလေဒါငါလာလို့တော့ငါမလာနေညအထိတော့နေဆက်ချိုးမလားမသိသေးဘူး ယောက်ျားကဖြည်းဖြည်းလေးချိုးဆိုမိမလည်းဖြည်းဖြည်းချိုးတာပေါ့လို့ ဖြည်းဖြည်းချိုးခိုင်းနေဆိုတာကရေကိုအုံနဲ့မလောင်းနဲ့အပူရှက်တတ်တယ်ဖြည်းဖြည်းချင်းလောင်းစပြတိုက်ဒါကိုပြောတာလေ ဟာဆွဆွကပြောပါလား အော်အဲ့လိုဒီကငါနင်းကလိုက်ပြောနေရအောင်မလားကလေးလည်းမဟုတ်ဘူးကွာအခုတော့မဖြားခံနိုင်တော့မလားလို့ဒုက္ခမဲလားနွေးနေပြီထားတော့မှညရတယ်မပြောလိုက်ချင်ဘူးသမင်းအေးငါပြီးတို့စရာနောက်မှယူခိုင်းတော့မယ်နော်ရတယ်ငါသိတယ်ငါလုံးမယ်ရဟွာမင်းမသမင်းလေ အေးလေမထမင်း အေးသမင်းလေသမင်းလို့ ဟာအဲ့ဒါထမင်းလို့ ဘာမှလဲထမင်းဒီမှာဘူးတွေထည့်ထားပြီးတော့ဒီမှာနိုးစီဘူးတွေထည့်ထားနေနေဘာလို့တာလဲလို့ ဟာရှင်းပဲလို့ဒီဘူးနှစ်ဘူးရေသုံးဆို အေးလေဟုတ်တယ်လေ သူကသူမကြက်တာတော့ကျမလည်းမတက်နိုင်ဘူးကျမလည်းတည်ထားတာပဲမနေ့တည်းက ငါသေးချင်တယ်ဟာမိမရဲ့အဲ့လိုချက်ခိုင်းတာမဟုတ်ဘူးစံနိုးစီဘူးကနှစ်ဘူးထဲရေကသုံးဘူးလောင်းချလိုက်နင့်ကိုနိုးစီဘူးတွေထည့်ပြုတ်ခိုင်းတာမဟုတ်ဘူးဟာငါသိချင်တယ် ဟာလည်းမိမမသိဘူးလေဆွဆွကပြောပါလားအခုမကြမိမအခုငါတွေကြိုက်ခဲပြီးတော့အာမမေပါလား သေသွားမှာကြီးအဲ့လိုအကြိုင်ချိုးနေတာအလုတ်လုတ်တာငါပါအလုတ်လုတ်တာငါပါဟာ အေးပတ်ထားလေယောက်ျား ။အော်အေးပတ်ထားတယ် မနေမနဲ့တော့မမကိုရား ။စုံတလို့ပါ တော်လေးပဲဒီနားလေးပဲ ။တော့အေးပါလုပ်ပေးပါမယ်လုပ်ပေးပါမယ်။ဒီဘလို့စိတ်ကူးညံနေမြန်နေလူစီဘူးလေနဲ့တဲ့ထားတာလေ။ငါပြီးနေတူပါ။လာဒီနဲ့လား။နော်။စင်းရဲတယ် အာဖြည်းဖြည်းလုံးလေယောက်ျားမမရမ်းတော့ ။ရလား။ရလား။ဟမ်။လုံစားရတာငါငါပြုစုရတယ်ဟုတ်လား။မလေးငါဝချွေးကြည့်လိုက် လက်ဖို့ပေါက်တာကောင်းလား ဝချွေးကကြည့်ဟဲ့လား။ဟမ်ဖြာ ဟုတ်လားကောင်း ကောင်းလားဟမ်အပြားကြီးဝင်သွားရလားနော်အရင်မှတက်ဝင်ဦးမလားဟမ်ငါမေးမကြီးငါလည်းလောက်လာတော့မှာငါစိတ်ကိုမချအောင်မင်းကလည်းဒုက္ခပါပဲရလားဟမ် ကောင်းနေလို့ဖြစ် ဖြစ်တော့မှာပေါ့လို့ဆိုပြီးတော့ပြောတော့တာပေါ့ကွာစိတ်ချင်းရက်ကငါမှအလုပ်သွားကအိမ်မှာနေလို့လည်းမရဘူး
မင်းစားကြမရှိပါဘူးနော်အလုပ်ကတော့လုပ်ရမှာပဲရလားရပါတယ်ဘာလို့လဲရပါနော်အေးပြီးရောမအကြောင်းချင်းဖုန်းလိုက်ဆက်ရလားအေးတော့ဝင်တော့ဒီမှာလေးစိမ့်နေတယ်သွားဝင်တော့လာကွာနောက်ကြနေ မအဲ့လိုမျိုးကြီးတုံးပုံအပုံလို့နဲ့မဘလို့ပေါင်းလဲကွာငါတော့စဉ်းစားမရ ငါတော့သဘောကျတယ်အဲ့လိုရိုးသားတဲ့ကောင်စားမကုန်မကြောက်ဘူးတယ်မလားရိုးသားတဲ့မိန်းမကိုရတာတော့နောက်ကျောင်းအေးရတယ်ပြီးတော့ကွာငါအခုလိုအလုပ်လုပ်တယ်ဘလောက်ကြာအလုပ်လုပ်တယ်နောက်ကျောင်းမှာမင်းဟိုတန်တရားဖြစ်တာတို့တုံဝင်တိုးရတယ်အဲ့စိတ်တွေကင်းတယ်မင်းတို့မိန်းမတွေလိုမျိုးမဟုတ်ဘူး မသိပါငါတို့မိန်းမအမေဖောက်ပြန်နေတယ်လို့ပါတော့ အဲ့လိုမသိဘူးလေမင်း ဒီဥစ္စာလဲကွာအဲ့လောက်ကြည့်တော့အဆင်မပြေသေးပါဘူးအဲ့လောက်ရိုးလုံးအားလုံးတုံးလုံးတော့လဲပေါ့အသေးအဆင်ပြေပါမလား ဟောဒါကတော့တကယ်ချင်းဟာဒီလိုပြုပြင်ရတာပေါ့ကွာငါတော့ငါမောက်ယူရငါလည်းချစ်တယ်ကွာအပြီးသူ့ရဲ့ရိုးသားမှုတို့လည်းငါသဘောကျတယ်ကွာထုံတာအဲ့ဒါကတော့ပြောပါလေကွာငါလည်းဘလို့ပြောလို့ပြောရမှာကိုမသိ လေမင်းကဖျားစွန်းတော့စွန်းတာထမင်းချက်တာအစားမင်းဖုံးဆက်မေးနေတာအစင်မပြေဘူးလေ အကောင်းပါလေမင်းကလည်းမင်းငါပေါင်းတော့မင်းပေါင်းလို့လား မဟုတ်ပါဘူးအဲ့လောက်ရိုးလုံးတော့မဟုတ်ဘူးအစင်ပြေဘူးလေ မဆိုင်ဘူးရောက်ငါသဘောကျဒါတော့ပြပြင်ရမှာပေါ့ကွာပြချင်းတော့လုံတက်တော့ချင်းတော့စိတ်ချရတယ်မင်းမဖြစ်သွားမှာပေါ့ကွာဒီကာလတစ်ချောက်ကတော့ဒီလိုပဲသွားရမှာပေါ့မသိတာမင်းငါမှရိုးတာငါမှမင်းရိုးတာတော့မင်းတို့မိမတွေလည်းကိုတောင်းတာမင်းတို့မိမလိုက်မမေး ဘယ်လောက်တိရိုးလို့ မင်းကလည်းဟိုကွာအီဂျစ်ဘယင်းနေလေအသေးဝါတဲ့ခါမှာခေါင်းတလားကြီးပေါ်မှာထက်တာလေပေါင်း ပိရမစ်ကို ပိရမစ်ကူကြီးလေမှာခေါင်းတလားကြီးမှာထက်တာတက်သိတယ်မလားနေပေါင်း1000ကျော်တော့မှအဲ့ဒါကြီးဆွေးမြေအထက်ထဲမှာအယိုးတွေတယ်မလား ရိုးမဆွေးမြေဘူးလေ မဆွေးမြေအယိုးကြီးတွေကြံတယ်အဲ့အယိုးကြီးတွေငါမင်းမပို့ယိုးတယ် အော်ရွာထက်ကတင်းချမ်းကုန်းကအယိုးဆိုလဲရပါပြီမင်းဟိုအီဂျစ်ကအယိုးလောက် လူဦးတလောက်ကွာစကတိစကကြီးအရန်ပြောတာလေ ဟုတ်ပါဘူးမင်းငါမင်းမအကြောင်းကပြောတာ ရ တကယ်မ ဖုန်းလာနေ ပြေးလေ ဟိုမှာမင်းဖုန်းလာနေတယ် ဟမ် မင်းဖုန်းလာနေတယ် ဒီမှာမင်းဖုံးက လာနေတယ်ကြည့်လိုက် ဟေ့ငါဖုန်းဝင်လေးငါဟိုကတုံကားတဲ့တုံလေးငါထည့်လာတာလေ vibration မထည့်တာ မင်းဘလို့ကြားလဲ ဟာမင်းအဲ့ဒါမင်းမဖုန်းတေချာကြည့်လိုက်ဟုတ်လားဟမ်ဟုတ်လား ဟုတ်ပါ ငါမင်းမမင်းကြိုက်နေတာလား ဒါဘောတကယ်ကြီးမဟုတ်ပါဘူးဖောင်းကြဲမှာတော့ ငါဖုန်းကတော့မကြောက်မင်းကြားတယ် ဟာကြားတယ်ဘလောက်ကြားဆိုမင်းမဘလောက်ထိမင်းကိုဖုန်းခဏဆက်လဲဆိုအဲ့အတောင်ငါမှတ်မိနေတာအလုပ်ကိုရတာ စူးစူးချင်းချင်းအတန်လေးလည်းအိတ်ကြားတယ်ကွာ အဲ့ရတုံခါနဲ့ငါရှင်ပါဒရင်းရင်းပဲ အသက်ရှင်ဦးမှာပြောတော့မဆုံးသေးဘူး ဟောရမင်းမပြောဟာမင်းမငါအလုပ်တဲတော့မရောက်သေးဘူးငါဘယ်လိုလုပ်ပြရမှာလဲလို့ညာငါနေမကောင်းဘူး အော်ဆို နေကိုကြိုက်ခဲ စီရီမေးလား မို့မရဘူးလေဒီမှာအလုပ်ထဲမရောက်လို့တော့ပြန်လာလို့မှငါမရတာလို့ဘယ်လိုလုပ်ပြရမလဲငါတော့မလာနိုင်ဘူး ဘင်းညာချင်းတွေရှိမှာပေါ့ဗျတရား ဒုက္ခကဲဒီလိုဟိုလူတယောက်ကိုခေါ်ပြီးလှုပ်ထားခိုင်းလိုက်နော်လူတယောက်ကိုခေါ်ပြီးလှုပ်ထားခိုင်းလိုက်လို့ငါဒီအလုပ်ကဘယ်လိုမှထွက်လို့မရဘူးနားလေလားဒီစမနော်လူတယောက်ကိုခေါ်ပြီးလှုပ်ထားခိုင်းကြားလားငါကွာဒီမေ နိုင်တယ် ဒါပဲပြေးပြီးရောချစ် ဘာ ဘာဖြစ်ကြလဲခုက ဖြစ်တာ ခုကဘာဖြစ်ကြလဲ ညောင်းမလို့ကဲ နေမကောင်းဖြစ်တယ်အမေပြောတော့လည်းဘာဖြစ်တယ်ညာဖြစ်တယ် မင်းကငါမိမရေဖြည်းဖြည်းချိုးပါလို့ပြောတာအဲ့တော့ငါမနက်ကလေးကသူဖြည်းဖြည်းချိုးတယ်ငါပြန်လာလေးမပြီးသေးဘူး တော့တုံးပါ ရှက်တော့ရှက်တယ် အဲ့ဒါနဲ့ဖျားနေပြီခုတော့ ဟာရောမဆရာခေါ်နေပြီပြန်တော့အလုပ်တော့ တော်နောက်ကြလို့ပြောခံနေ မိမရေမိမယောက်ျားပြန်လာပြီမိမရေဟာငါဖျားနေလားမသိပါဘူးဘာမှမကြောက်မိမရေယောက်ျားပြန်လာပြီမိမဒီမကောင်းတူတယ်မိမမိမဘယ်လိုလဲဖြစ်နေကြတာလဲဘယ်လိုလဲဖြစ်နေကြတာလဲအောင်မယ်လေဟဲ့လူပြန်ဟဲ့လားဘာတူလဲမိမဒီလူဘသူလဲမဟုတ်ကျွန်တော်သူခေါ်လို့လာတာသူခေါ်လို့လာတာ你ခေါ်လို့ဆို ဟုတ်တယ်လေ ဘာလို့ခေါ်တာလဲသူဘာအကြောင်းနဲ့你ခေါ်တာလဲပြော ရှင်မကျမဖုန်းဆက်တယ်လေ အေး လုတ်တဲ့လူခေါ်ထားဆို ဟုတ်တယ်ကျွန်တော်ကလောက်တော့ကျွန်တော်ကိုခေါ်တာ तू ဟာ你ဘာလို့ခိုင်းလိုက်လဲပြောစမ်း你ဘာလို့ခိုင်းလိုက်လဲ तू
ကျမလေးရှင်းတဲ့အတူတူပဲတထီရတဲ့လှုပ်ခိုင်းလိုက်တာ 哦，好的，阿哥老子老板老板啦，好的，哎，老姨啦，好， မကွဲဘူးတော့တူတူပဲတော့ရှင်းတဲ့အတူတူပဲ 好的，阿哥，我讲阿哥呢，这才叫他们不是被查错哈，好，就路大没要没喏，好的吧，没嘛，俺那这才没啦，好的， ထီရတယ်ပဲမကွဲဘူး 妈妈没过来，没嘞，俺老爹的路靠海呢是吧？俺老你爹的路靠海呢，是这路门里头嘞，他们老子老板老板的，没那边嘞，好的。 ကျန်တာငါလောက်သူတို့လည်းအကုန်လောက်ခလိုက်တယ်ပေါ့ဟုတ်တယ်ဟာမလဲအောင်မလဲအဲ့လောက်တော့နှုံရသလားနှုံရသလားနှုံရသလားနှုံရတမဲပြမလောက်ပါနဲ့အမေသေအောင်ပဲ ဒီမှာ five star channel ဆိုရင်ကိုပွေးကြည့်လိုက်ပါပုံနဲ့တော့ဆိုင်တာ TV မှာကြည့်မလားအကြံရလွမ်းကန်းအားလုံးကြည့်ရမှာ မော်ကစ်ပန်ပြဆက်ရွှေလမ်းစိတ်အားလုံးကြည့်ကြသလားဖုန်းလေးရှင်းမှာထားပို့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 တတမီမီစိတ်ချနမတ်အားမင်းတို့ရှင်းမှာက5 star